USD ဒေါ်လာ50ထည့်ရင်ဒေါ်လာ100ရရှိနိုင်မယ်အခွင့်အရေးအားလုံးပဲမင်္ဂလာပါခင်ဗျ Tracement Not Hacking ကနေကြိုဆိုပါတယ်လူကြီးမင်းတို့က Forex Trading ဘာလဲဆိုတာကိုသိပြီး trade ဖို့လည်းအဆင်သင့်ဖြစ်နေပြီဒါဆိုရင်တော့အကောင့်ဖွင့်ရတော့မယ်ဘာတွေလိုအပ်မှာလဲဟုတ်ပါပြီနံပါတ်1အနေနဲ့ကတော့ Gmail လက်ရှိအသုံးပြုနေတဲ့ကိုပိုင် own Gmail တစ်ခေါက်နံပါတ်2အနေနဲ့ကတော့ National Registration Card မှတ်ပုံတင်အရှိနဲ့နောက်နံပါတ်3အနေနဲ့ကတော့ phone number ဒါတွေရှိရတယ် MD4 MD5 trading account တစ်ကောင်ဖွင့်နိုင်ပါပြီဒါအပေါ်ထပ်ဆောင်အနေနဲ့ကတော့ကျွန်တော်တို့စီမှာအကောင့်ဖွင့်ပြီးတော့ဒေါ်လာ50 deposit ထည့်ရတယ်ထည့်ရရင်နှစ်ဆဒေါ်လာ100နဲ့ trade နိုင်မှာဖြစ်ပြီးတော့ premium service တွေကိုလည်း lifetime ရရှိနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့စီမှာ USD ဒေါ်လာ100မှစပြီးတော့ trading account တွေကိုစတင်ဖွင့်နိုင်ပြီဖြစ်တာကြောင့်လူကြီးမင်းတို့ရဲ့ trading ခရီးစဉ်ကို Tracement Not Hacking နဲ့စတင်လိုက်